ကဘာကျော်ပြတိုက်တစ်ခုရဲ့နေရန်တွေပေါ်မှာပကြီးကားတွေအစားဗလာဖြစ်နေတဲ့ဘောင်းခွန်အလွတ်တွေကိုချိတ်ဆွဲပြသထားပြီးအဲ့ဒီနောက်ွယ်မှာဒေါ်လာတန်း900တန်ဖို့ရှိတဲ့ပျောက်ဆုံးသွားသောအမှုပညာရဲ့ဝန်ထဲဖွယ်ရာဇလန်းတကူချိနေတယ်ဆိုတာတင်သိပါသလားပြီးခဲ့တဲ့အပိုင်းမှာတော့ Antwerp ကစင်တားပြတိုက်မှုအကြောင်းကိုတင်ဆက်ခဲ့ပါတယ်ဒီနေ့သမိုင်းဝင်အကြီးအကျယ်ဆုံးဓာတ်ပြတိုက်မှုများ series ရဲ့ဒုတိယအပိုင်းမှာတော့ဝက်ဆန်မဟုတ်ဘဲလူသားတို့ရဲ့အဖိုးမဖြတ်နိုင်တဲ့အမှုပညာအမွေအနှစ်တွေကိုခိုးယူသွားခဲ့တဲ့ Isabella Stewart Gardner Museum Heist အကြောင်းကိုတင်ဆက်ပေးသွားမှာပါ1990ခုနှစ် March 18ရက်နေ့ St. Patrick's Day ပွဲတော်အပြီးနနက်အစောပိုင်းတနာရီ24မိနစ်အမေရိကန်နိုင်ငံ Boston မြို့က Gardner ပြတိုက်ကြီးဟာတိတ်ဆိတ်ငြိမ်သက်နေခဲ့ပါတယ်အဲ့ဒီအချိန်မှာတော့ပြတိုက်ရဲ့အနောက်ဘက်တစ်ခါကိုလူနှစ်ယောက်ကလာခောက်ခဲ့ပါတယ်သူတို့ကရဲဝတ်စုံတွေကိုဝတ်ဆင်ထားပြီးပြတိုက်ထဲမှာထူးခြားမှုတစ်ခုရှိကြောင်းသတင်းရလို့လာရောက်စစ်ဆေးတာဖြစ်တယ်လို့ပြောခဲ့ပါတယ်အဲ့ဒီညမှာတာဝန်ကျတဲ့အသက်23နှစ်နဲ့25နှစ်အရွယ်အတွေ့အကြုံနည်းတဲ့လုံခြုံရေးဝန်ထမ်း2ယောက်ကလည်းဒါဟာလုံထုံးလုံနည်းအတိုင်းပဲလို့ထင်ပြီးသူတို့ကိုတကားဖွင့်ပေးခဲ့ပါတယ်ဒါပေမဲ့ပြတိုက်ထဲရောက်တဲ့ရဲအတူ2ယောက်ကလုံခြုံရေးဝန်ထမ်းတွေကိုသူတို့မှဖမ်းဝရမ်းရှိတယ်လို့ပြောပြီးညံကိုမှီခိုင်းပြီးလက်ထက်ခတ်ခဲ့ပါတယ်ပြီးတော့သူတို့ကိုပြတိုက်ရဲ့မြေအောက်ခန်းတက်ကိုခေါ်သွားပြီးပိုက်လုံးတွေမှာလက်ထက်နဲ့ထပ်ချီပါဇက်ကိုတိတ်နဲ့ပိတ်ပြီးထားခဲ့ပါတယ်အလမ်ခလုံးနဲ့မီတာ100ဝေးတဲ့နေရာမှာချုပ်နှောင်ခံရတဲ့လုံခြုံရေးဝန်ထမ်းတွေအတွက်ဘာမှလုပ်လို့မရတော့ပါဘူးအဲ့ဒီနောက်မှာတော့တကူး2ယောက်ကပြတိုက်ထဲမှာဘာအနှောင့်အယှက်မှမရှိပဲ80မိနစ်ကြာအောင်လွတ်လပ်စွာလဲလှဲသွားလာပြီးသူတို့လိုချင်တဲ့အမှုပညာပစ္စည်းတွေကိုစိတ်ကြိုက်ခိုးယူပါတော့တယ်သူတို့ရဲ့ခိုးယူပုံကလည်းအញ្ញမ်းကိုထူးဆန်းခဲ့ပါတယ်သူတို့ဟာတန်ဖိုးအကြီးဆုံးပကြီးကားတွေကိုရွေးခိုးသွားတာမဟုတ်ပဲတိကျတဲ့ပကြီးကားအချို့ကိုပဲရွေးပြီးခိုးသွားခဲ့တာပါသူတို့ခိုးသွားတဲ့ပစ္စည်း73ခုထဲမှာကမ္ဘာပေါ်မှာလက်ရှိပကြီးကား34ချက်လောက်ပဲကျန်တော့တဲ့ Vermeer The Concert လို့ခေါ်တဲ့အဖိုးမဖြတ်နိုင်တဲ့ပကြီးကား Rembrandt ရဲ့တခုတည်းသောပင်လယ်ရှုကိုင်းပကြီးကားဖြစ်တဲ့ The Storm on the Sea of Galilee နဲ့ A Lady and Gentleman in Black တို့ပါဝင်ခဲ့ပါတယ်သူတို့ဟာ Rembrandt ရဲ့ပကြီးကားတွေကိုဘောင်ထဲကနေဓာတ်နဲ့ရဲရဲဆက်ဆက်လိဖြတ်ယူသွားခဲ့ကြပါတယ်ဒါပေမဲ့အဲ့ဒီအခန်းထဲမှာလည်းရှိနေတဲ့တီရှန်ရဲ့ပိုပြီးတန်ဖိုးကြီးတဲ့ပကြီးကားကိုတော့လုံးဝမထီပဲထားခဲ့ပြန်ပါတယ်မနက်မိုးလင်းတော့နောက်ထပ်ဝင်တန်းတွေရောက်လာတဲ့အခါမှာတော့ပြတိုက်တစ်ခုလုံးဗလာချင်းနေပြီးညံဘောကဘောင်ခွန်လွတ်တွေနဲ့ကျန်းပင်ပေါ်မှာပစ်ထားတဲ့ပကြီးကားအပိုင်းစာတွေသာထိတ်လန့်တကားတွေ့ရှိခဲ့ရပါတယ် FBI ကချက်ချင်းပဲစုံစမ်းစစ်ဆေးမှုတွေပြုလုပ်ခဲ့ပေမဲ့ဒီနေ့အချိန်ထိနှစ်ပေါင်း30ကျော်ခဲ့သည့်လောက်ဒီအမှုကိုဖြေရှင်းနိုင်ခြင်းမရှိပါဘူးပကြီးကားတစ်ခြားမှပြန်မတွေ့သလိုဘသူကိုမှဖမ်းဆီးနိုင်ခြင်းမရှိသေးပါဘူး Boston Mafia ဂုံးရဲ့လက်ချက်လားဒါမှမဟုတ်ပိတ်ဆံအရန်ချမ်းသာတဲ့ collector တယောက်ကသူ့ရဲ့ကိုယ်ပိုင် collection အပြီးခိုင်းခဲ့တာလားဆိုတဲ့ theory နဲ့ပဲခြံရစ်ခဲ့ပါတယ်ဒီနေ့တိုင်အထိ Gardner ပြတိုက်ရဲ့နေရန်ဒီပေါ်မှာအဲ့ဒီပျောက်ဆုံးသွားတဲ့ပကြီးကားတွေအတွက်ဘောင်းခွန်အလွတ်တွေကိုချိတ်ဆွဲထားစေဖြစ်ပြီးဒါဟာတနည်းနည်းတိုင်သူတို့ပြန်ရောက်လာလိမ့်မယ်ဆိုတဲ့မျှော်လင့်ချက်ရဲ့သင်္ကေတတစ်ခုအဖြစ်တည်ရှိနေပါတယ်ဒီလိုနဲ့ကမ္ဘာအကြီးအကျယ်ဆုံးအမှုပညာခိုးယူမှုကြီးဟာအဖြေရှာမရရဲ့ပဲဟဲလီတစ်ခုအဖြစ်ကြံရစ်ခဲ့ပါတယ်နောက်တစ်ခေါက်သမိုင်းဝင်အကြီးအကျယ်ဆုံးဓာတ်ပြတိုက်မှုများ series ရဲ့ဒုတိယအပိုင်းမှာတော့ခေတ်မီနေပညာတွေမပါပဲရွေ့လာနေတဲ့ယထာကြီးတစ်စင်းကိုဆက်ရက်ပြီးငွေတန်းမြောင်းစွာကိုလူရခဲ့တဲ့ Britain ရဲ့ဂန္ဓာ The Great Train Robbery အကြောင်းကိုတင်ဆက်ပေးသွားမှာပါဒီဗီဒီယိုလေးကိုကြိုက်နေတဲ့ရင် like and follow လုပ်ပြီးတင်ရဲ့မိတ်ဆွေတွေကို share လုပ်သွားပေးပါဦးဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးလို့ကျေးဇူးတင်ပါတယ်